အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အကြံပေး Tesla လျှက်စစ်ကားကုမ္ပဏီပိုင်ရှင်ဘီလီယံနာတထေး Elon Musk ကိုအမေရိကန်ပြည်ထောင်စုစစ်ဌာနချုပ်ကတရုတ်နဲ့စစ်ဖြစ်ပွားရင်ပြင်ဆင်ထားတဲ့အမေရိကန်ရဲ့စစ်ရေးအစီအမံတွေကိုမနေ့ကချပြသွားမယ်ဆိုတဲ့သတင်းတွေဟာမဟုတ်မမှန်ဘူးလို့မနေ့ကမတ်လ22ရက်နေ့သတင်းစာရှင်းလင်းပွဲကျင်းပစီမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကညင်းဆိုခဲ့ပါတယ်။သူကငါတို့ဟာတရုတ်နဲ့စစ်ပွဲဖြစ်ဖို့မလိုလားပါဘူး။ဒါပေမဲ့ဖြစ်လာခဲ့မယ်ဆိုရင်လည်းငါတို့အနေနဲ့ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ပြောကြားခဲ့ပါတယ်။သမ္မတထရန့်ကအမေရိကန်အနေနဲ့ဘလို့စစ်ရေးပြပခါကိုမဆိုရင်ဆိုင်နိုင်မှုအသည့်ပြင်ဆင်ထားကြောင်းထပ်လောင်းပြောကြားခဲ့ပေမဲ့တရုတ်နဲ့စစ်ဖြစ်ပွားဖို့ရည်ရွယ်ချက်စံတမရှိကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒါအပြင်သူကပုဂ္ဂလိကပိုင်းဆိုင်ရာသတင်းဌာနလူပုဂ္ဂိုလ်တွေအနေနဲ့ထိရှလွယ်တဲ့စစ်ရေး view ဟာတွေကိုမျှဝေခြင်းဟာမကောင်းဘူးလို့ထောက်ပြခဲ့ပါတယ်။ Elon Musk ကပင်တဂွန်ကိုရောက်လာမှုနဲ့ပတ်သက်ပြီးတော့သမ္မတထရန့်နဲ့ကာကွယ်ရေးဝန်ကြီး Peter Hegseth တို့ကဆွေးနွေးပွဲတွေဟာအစိုးရဌာန DOJ အတွင်းစမ်းသစ်တီထွေမှုထိရောက်မှုနဲ့ထုတ်လုပ်မှုတွေအပေါ်သာအာရုံစိုက်ခဲ့ကြောင်းရှင်းလင်းခဲ့ပါတယ်။ဆိုတော့သမ္မတထရန့်ပြောကြားခဲ့မှုနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့အမြင်ဘယ်လိုရှိလဲ။ကိုယ့်မြေသဘောထားတွေကိုအောက်က comment မှာရေးပေးခဲ့ပါဦးနော်။